မင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေကြိုးဆိုပါရစေဒီနေ့မှာတော့အလ္လာဟ်ဟာကြီးသူရဲ့မျက်လုံးထဲမှာပဲရှိတဲ့ဆိုတဲ့စကားကိုစိန်ခေါ်နေတဲ့ငှက်မျိုးစိတ်တွေအကြောင်းပြောပြပေးသွားမှာပါဒီငှက်တွေဟာသူတို့ရဲ့ခေါင်းပြောင်ခြင်းအရေးပါမဲ့ခြင်းနဲ့အမြင်ရိုင်းတဲ့အထွင်အပြင်များကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုရရှိထားပေမဲ့ဒီလိုအထွင်အပြင်တွေဟာတကယ်တမ်းမှာတော့သူတို့ရဲ့စိတ်ငယ်ပြောင်းလဲမှုဆိုင်ရာရည်ရွယ်ချက်တွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်ဒီအရာတွေကဘလို့အလုံးလုံးတယ်လဲဆိုတာကိုကြည့်ရှုဖို့အကြီးတန်းဆုံးငှက်မျိုးစိတ်9မျိုးကိုဖော်ပြပေးပါမယ်နံပါတ်1 Marabou Stock ငှက်ပထမဆုံးအနေနဲ့ဆာဟာရာတောင်ဘက်အာဖရိကတလွှားမှာတွေ့ရတဲ့ Marabou Stock ငှက်ဖြစ်ပါတယ်သူတို့ဟာကိုလုံးကြီးပြီးခါကုန်းနေတဲ့အပြင်ခေါင်းပြောင်ပြီးဘိုင်းရောင်လီအိတ်တွဲလောင်းတစ်ခုပါရှိပါတယ်သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့အနက်ရောင်အမွှေးထောင်တွေကလက်ရှူရှူလို့မရတဲ့ပုံစံကိုဖြစ်စေပါတယ်သူတို့ရဲ့ရုပ်ဆိုးပုံကအစာရှာတဲ့ scavenger အသေးကောင်စားအဖြစ်နဲ့ပြီးပြင်းစုံနေပါတယ်ဖိုက်ပြပုံစားနေခြင်းပါတန်ရှင်းနေစေဖို့တဲ့ခေါင်းပြောင်နေခြင်းဟာအခြားလင်းတဲ့ဒီလိုပဲအထောက်အကူပြုပါတယ်နံပါတ်2ကဘီယင်လင်းတာပါအလေကန်နဲ့တောင်အမေရိကရဲ့ဘီယင်လင်းတာဟာလေမော်ရောင်နဲ့အနီရောင်အရေပြားကွက်တွေနဲ့အယောင်တောက်တောက်ရှိနေနိုင်ပေမဲ့သူ့ရဲ့ခေါင်းပြောင်တဲ့ပုံစံနဲ့တွင်းလိမ်နေတဲ့မျက်နှာကြောင့်ချစ်ဖို့ခတ်ပါတယ်ဒီလိုအမြင်ရိုင်းတဲ့ပုံစံရှိပေမဲ့သူတို့ဟာတရေဆန်အသေးကောင်တွေကိုရှင်းလင်းပေးခြင်းဖြင့်အရေးကြီးတဲ့ဂေရဆိုင်ရာအခန်းကဏ္ဍကနေပါဝင်ပါတယ်သူတို့ဟာသူတို့နေမယ်ရှိအကြီးဆုံးအသေးကောင်စားငါဖြစ်ပြီးသူတို့ရဲ့စွမ်းအားများတဲ့နှုတ်ချီချိတ်ကိုအသုံးပြုပြီးတောက်ကောင်တွေရဲ့ထူထဲတဲ့အရေးကွင်းတွေကိုစုပ်ဖျက်ပါတယ်ခင်ဗယ်ချောတွေဟာအုပ်ဖွဲ့မိတ်မလိုက်ပဲတီးတန့်နေရာတွေမှာအတူနေထိုင်တဲ့သစ္စာရှိဆုံတဲ့ monogamous pair အဖြစ်နဲ့နေထိုင်ကြပါတယ်နံပါတ်3 Northern Bow Ibis မြောက်ပိုင်းခေါင်းပြောင် Ibis မြို့သုံးလူနီးပါဖြစ်နေတဲ့ Northern Bow Ibis ကိုအရှေ့အလယ်ပိုင်းတောင်ဥရောပနဲ့မြောက်အာဖရိကတို့မှာတွေ့ရပါတယ်ဒီငါဟာလုံးဝခေါင်းပြောင်ပြီးအနီရောင်ဥကောက်အမွေးအတောင်နှက်မောက်မိုးနဲ့ရှေ့လျားပြီးကွေးနေတဲ့နှုတ်သီးတို့ကိုပိုင်ဆိုင်ထားပါတယ်သူဟာလှပခြင်းမှာလှပါမယ်ဒါပေမဲ့ကြောက်တောင်ထူရတဲ့နေရာတွေမှာ insect တွေနဲ့သင်းငယ်တဲ့တိရစ္ဆာန်တွေကိုလိုက်လံရှာဖွေဖို့ပြစပေါင်းပြောင်းလဲထားပါတယ်၎င်းတို့ရဲ့အရေးအတွက်ရော်နေရခြင်းမှာနေထိုင်ရာပစ္စည်းဆုံးရှုံးမှုနဲ့တမိုင်းကြောင်းရနှိမ့်ဆက်ခင်ရမှုတို့ကြောင့်ဖြစ်ပြီးအခုအခါမှာတော့ထိန်းသိမ်းရေးအစီအစဉ်တွေကနေဒီထူးခြားတဲ့ငှက်ကိုမူရင်းဒေသစီပြန်လည်ရရှိအောင်ကူညီပေးနေပါတယ်နံပါတ်4 Mexico Vibat မက္ကဆီကိုအလယ်ပိုင်းနဲ့တောင်အမေရိကဇာတိဖြစ်တဲ့ Mexico Vibat ကို US တောင်ဘက်မှာလည်းတွေ့ရပါတယ်ဒီဘက်ဟာသူ့ရဲ့မျက်နှာတစ်ဝိုက်မှာအနီရောင်ကျွတ်နုလိုအရေးပြားတွေနဲ့ခေါင်းပေါ်မှာအမွေးတောင်နေပြီးခြင်းနဲ့အထင်ရှားပါတယ်သူတို့ဟာတိတ်ပြက်တဲ့သစ်တော်တွေနဲ့ရေရင်ပိုင်းတွေကိုပိုနှစ်သက်ပြီးအပင်တွေနဲ့ငါးငယ်လေးတွေကိုစားသုံးပါတယ်ဒီလိုအမြင်ရိုင်းတဲ့ပုံစံရှိပေမဲ့သူတို့ဟာအိမ်မွေးဘတ်တွေရဲ့မျိုးရင်းနဲ့နီးဆက်ပြီးတခြားမျိုးစိတ်တွေနဲ့နိုင်ရှင်ရင်တော့တိတ်ဆိတ်တဲ့တဘာတဘောအကြောင်းလူသိများပါတယ်နံပါတ်5တောင်ပိုင်းမြေပြင်ကြံငတ် Equator တောင်ဘက်အာဖရိကဇာတိဖြစ်တဲ့ Southern Ground Hornbill မှာတောက်ပြတဲ့အမွေတောင်နတ်နဲ့တောက်ပတဲ့အနီရောင်မျက်နှာပါရှိပါတယ်သူတို့ရဲ့အရေးမရှိမျက်နှာနဲ့ပြင်းထန်တဲ့အမွေအကြောင်းကြောက်စရာကောင်းတဲ့ပုံစံကိုပေးစွမ်းပါတယ်သူတို့ဟာမြေပြင်ပေါ်မှာတင်းငယ်တဲ့ duration တွေနဲ့ပြန်တန်းနေတဲ့ insect တွေကိုရှာဖွေစားတောက်ပါတယ် Southern Ground Hornbill တွေဟာရေရှည်မိတ်လက်ဖက်တွေဖွဲ့ပြီးဖြစ်မဲ့မိသားစုအုပ်စုတွေဖြစ်နေထိုင်ပါတယ်သူတို့ရဲ့ကျဲလောင်တဲ့အတန်နှင့်အော်မီတန်တွေဟာမျက်နှာတွေနဲ့တစ်တော်တွေမှာပဲတင်ထပ်ပြီးနေမီကိုအမှတ်တားမှတ်ပြီးမိတ်ဖက်တွေနဲ့ဆက်သွယ်ပါတယ်နံပါတ်6 California Condor California Condor ဟာမြောက်အမေရိကမှာအကြီးဆုံးပြန်တန်းနိုင်တဲ့ငှက်ဖြစ်ပါတယ်သူတို့ဟာကျဲပြန့်တဲ့အတောင်ပံများခေါင်းပြောင်ခြင်းနဲ့ပြင်းထန်တဲ့အနက်ရောင်အမွှေးအတောင်များနဲ့အတူကြမ်းထမ်းတဲ့6ကမ်းပါးတွေတစ်လျှောက်ပြန်တန်းကိုဖန်တီးထားတာမှာသူတို့ရဲ့ခေါင်းပြောင်နေခြင်းကအသေးကောင်တွေကိုစားတော့တဲ့အခါညစ်ပတ်မှုမရှိစေရအတွက်ပြောင်းလဲထားတဲ့အသွင်အပင်တစ်ခုပဲဖြစ်ပါတယ်နေထိုင်ရာဖြက်စီးဆုံးရှုံးမှုနဲ့ခဲအစိတ်သိမ်းမှုကြောင့်မျိုးတုံခွဲနေဖြီကိုရောက်ခဲ့ပြီးမြင့်ပြင်းထန်တဲ့ထိန်းသိမ်းဆောင်ရှောက်မှုတွေကြောင့်ကွန်တော်ဟာတိတာထင်ရှားတဲ့အောင်မြင်ဆက်ဆက်တဲ့ပုတ်အဖြစ်ဖုံခွာနိုင်ခဲ့ပါတယ်ခုနှစ် Long Whitetail Umbrella Bat ရှေးရားဝတ်တဲ့ပေါတော့ထီးငှက်တောင်အမေရိကရဲ့အပူပိုင်းသစ်တော်တွေမှာတွေ့ရတဲ့ Long Whitetail Umbrella Bat ဟာသူ့နာမည်နဲ့လိုက်ဖတ်စွာမဲ့ရောင်ကြားလေးငှက်မှာထီးနဲ့သူရဲ့အမောက်တစ်ခုနဲ့မိတ်လိုက်ဖို့ရှေ့မှာပြသတဲ့အခါဖောင်းပွားလာရဲ့ရှေ့ရားပြီးတွဲလောင်းရနေတဲ့ Whitetail တစ်ခုပါရှိပါတယ်သူတို့ရဲ့ခေါင်းသေးသေးလေးအနက်ရောင်အမွေးအတောင်နဲ့ပုံပန်းတဲ့ကဘာပေါ်မှာအထူးဆန်းဆုံးငှက်တွေကတကောင်ဖြစ်စေပါတယ်ဒါပေမဲ့မိတ်ဖတ်ဖြစ်လာနိုင်သူတွေတော့ဒီငှက်ရဲ့ကျဲလောင်းတဲ့ အော်မီတန်တွေနဲ့ပြသက်ဆန်တဲ့အသွင်ပင်တွေကဆွဲဆောင်မှုရှိနေပါတယ်နိဂုံ
ဒီနေ့မှာတော့ကျွန်တော်တို့ကအလားပါဆိုင်ရာစံနှုန်းတွေကိုကြော်ပြန်ပြီးသူတို့ရဲ့ရှင်းသတ်မှုအတွက်လိုအပ်တဲ့အန်အောစရာကောင်းတဲ့စင်ကေးပြောင်းလဲအသွင်အပြင်တွေကိုပိုင်ဆိုင်ထားတဲ့ငှက်မျိုးစိတ်ရှစ်မျိုးကိုလေ့လာခဲ့ကြရပါတယ်။ထားကြတော့သူတို့ရဲ့ပုံသဏ္ဍာန်တွေကအလားပါတဲ့လှုပ်ဆောင်နိုင်မှုကိုဦးစားပေးထားတာဖြစ်ပါတယ်။ဒီငှက်တွေထဲကဘာငှက်ကခင်ဟာကိုအထူးခြားဆုံးဖြစ်စေလဲဆိုတာကိုမှတ်ချက်ပေးခဲ့ဖို့တောင်းဆိုရင်ဒီဗီဒီယိုကိုဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်။နောက်ထပ်စိတ်ဝင်စားကြအကြောင်းအရာတွေအထက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။